အားလုံးပဲမင်္ဂလာပါလူတယောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာအစစ်နေလို့အပ်ပါတယ်နံပါတ်1ကတော့မိမိကိုယ်ကိုသိခြင်းဆိုရဲ self awareness ဖြစ်ပါတယ်ကျွန်မအတွေ့အကြုံရတချို့လူတွေအမှားတွေလုပ်ကြတာဟာမှန်မှန်မသိလို့ဖြစ်ပါတယ်ဥပမာကိုယ်အကြောင်းမကောင်းပြောနေရင်နားမထောင်ရဘူးပေါ့နော်နားထောင်ရမလို့ငါအတင်းပြောတာငါမနာလို့ပဲပေါ့ဒီလိုထင်ရတယ်ပေါ့တကယ်တော့လေဘယ်အကြောင်းအရာမှအခြေမြင့်မရှိဘဲနဲ့ပေါ်လာတာမျိုးမဟုတ်ပါဘူးဥပမာဒီတယောက်ကမျက်နာမာတယ်နော်တင်းနေနော်ဆက်ဆံရခက်မဲ့ပုံစံမျိုးလို့အတန်ထွက်ခဲ့ရင်တော့ဒါကိုမှအရင်ပြုံးအားနေနေတာတခြားလူကိုစိတ်ဝင်စားမှုအားနေနေတာလူမှုရေးအားနေနေတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့လူတွေနဲ့တူတူရှင်တွဲနေထိုင်တဲ့အခါမှာကိုယ့်ရဲ့လူမှုရေးအရေးချင်းဆိုတာအင်တန်အရေးကြီးပါတယ်ဒါကြောင့်မလို့3 ရက်3 လမှာဖွင့်လှစ်မဲ့ The Door Program လေးမှာဆိုရင်မိမိကိုယ်ကိုသိရှိခြင်းဆိုရဲ self analysis ဆိုတာ day 1မှာတင်မှာဖြစ်ပါတယ်အဲ့ဒီခေါင်းစဉ်မှာဘာတွေပါလဲကိုယ်မှာအတားခြင်းဘာတွေရှိလဲအားနည်းခြင်းဘာတွေရှိလဲအခွင့်အလမ်းဘာတွေရှိလဲချိန်ချမှုဘာတွေရှိလဲကိုယ့်ဘဝဉာဏ်ကိုယ်ဘယ်လိုခေါင်းစဉ်တွေတက်ကြလဲအဲ့ဒီထဲကဘယ်ဟာကိုပြင်သင့်တဲ့ဟာလဲဘယ်ဟာတော့ကိုပြင်လို့ရလဲဘယ်ဟာတော့ဘာခက်ခဲတွေရှိနေတာလဲဆိုရဲမိမိကိုယ်ကိုရှင်းရှင်းလင်းလင်းသိမှကိုယ်သွားခြင်းနဲ့အောင်မြင်မှုပန်းနိုင်အရောက်သွားနိုင်မှာဖြစ်ပါတယ်တတော် program လေးကနေဆုံကြပါမယ်အပတ်စဉ်အင်္ဂါနေ့ည8 နာရီကနေ10 နာရီထိ9 လတိတက်ရောက်ရမှာဖြစ်ပါတယ်ဒီ program လေးက transformation နဲ့ journey ဆိုလဲမမှားပါဘူးရှင်